တက်လာမလေးချစ်သူဖြစ်တာတက်လာနဲ့ surprise တွေအများကြီးပဲပါတီတာနဲ့ချီချင်းမီရဲ့မျိုးသမီးလေးလာပါရဲ့ပြောင်းများတဲ့ဆောင်ရင်နဲ့သိလားညီမလေးတော့ surprise လေးမှာလားဘယ်သူကမှာမင်းမလဲရောက်ပဲရှိတယ် တယောက်ပဲရှိတယ်ဘယ်သူလဲပြော ထိုင်ရ ထိုင်းရဘာတော့လဲထိုင်းရရီးသားကဲအဲ့ဆိုဒီနေ့ကဘယ်လောက်လဲဘယ်လောက်ပြည့်တာ တလား တက်လာမလေးချစ်သူဖြစ်တာတက်လာနဲ့ surprise တွေအများကြီးပဲပါတယ်နော်အဲ့တော့မျက်လုံးလေးခဏမိတ်တာယူဝေးမယ်ခဏလေးဒါမှမဟုတ်ဒီဘက်လေးလှည့်လိုက်နော်1 2 3ဆိုမှကြည့်ပြီနော်ခဏလေးပါရှင် bye ပန်းစည်းရယ်ဒါကိတ်ကလေးရယ်အယုတ်ရယ်မုတ်ပေါက်ရယ်အများကြီးပဲတက်လာတဲ့နဲ့ဂျန်အဲ့လောက်ထိအချစ်ခံရတာနော်ရောအယုတ်ရောနိုင်တာဖင်းပါလေ နော်သူကအမှားစကားလေးပါလိုက်သေးတယ်ခဏလေးနော်ဖတ်ပြမယ်မုတ်ပေါက်တွေလည်းကြံသေးရယ်နော်ဒီမှာအကောင်မလေးစားဖို့ဆိုရင်မုတ်တွေနော်ဒါအမကင်ထားနိုင်မယ်နော်သူကအမှားစကားလေးပါလိုက်ပါတယ်1 month anniversary ပါမမရဲ့အဲ့ဆိုမောင်နဲ့မပေါ့ မခလေး ဟာမိန်းကလေးလားအိုးโอเคဟုတ်ဒီနေ့လေးရတဲ့ဗော AC တို့ရဲ့တလားပြည့်နေ့လေးဗောတဲ့လုံးဝမိန်းကလေးပေါ့နော်အချစ်ခံတာတလားတဲ့နဲ့ကြတလားပြည့်ရဲ့အထီးတီးခံပြီးတော့ချစ်ပေးရတဲ့အတွက်လည်းမမောင်ကျေးဇူးများတင်ပါတယ်နော်တဲ့2021တည်းကတဲ့မမောင်တစ်ဖက်သက်ချစ်လာခဲ့ရတာတဲ့အခုမှတရားဝင်တွဲပြတော့တယ်တဲ့အခုလို့တဲ့အေးဆန်အချစ်ကိုလက်ခံပြီးလို့လည်းအရန်ပျော်ရွှင်ရပါတယ်တဲ့အရန်နဲ့ချစ်ပါတယ်နော်တဲ့အေးဆန်အတွက်မမကိုတဲ့ဘဝလက်တွဲပေါ်ဖြစ်ရွေးချယ်ပြီးမှုဒါအကြောင်းကြောင့်နဲ့မှထပ်ပြီးတော့အဆုံးရှုံးမခံနိုင်တော့ဘူးနော်တဲ့ဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်အေးဆန်ကိုလည်းထားမသွားနဲ့နော်တဲ့ပြီးတော့အေးဆန်ကိုလည်းရွေးချယ်လိုက်လို့နောင်တဆိုတာမရှိလာစေရပါဘူးတဲ့မမကိုပျော်ရွှင်အောင်အတတ်နိုင်ဆုံးထားမယ်မမတယောက်တည်းကိုပဲလုံလောက်တဲ့မမတယောက်တည်းနဲ့ပဲလုံလောက်တဲ့သူမို့တဲ့မမရဲ့နောက်ကမှာအရှိမမှာစိတ်လုံခြုံမှုပေးနိုင်တဲ့သူဖြစ်ပါတယ်တဲ့နော်မမသူ့ကိုရွေးချယ်လို့လဲနှောင်တမရစေရပါဘူးနော်တဲ့ပြီးတော့မမရဲ့နောက်ွယ်မှာတဲ့နော်လုံးဝစိတ်လုံခြုံမှုအပြည့်ရှိနေပြီးမှပဲကျမ်းမာယူယူဆိုင်ပါတဲ့အချိန်တန်လုံးပြန်ဆန်ကြရင်မမကိုတဲ့မမမိဘလေးစီမှာတဲ့အေးဆန်ရဲ့အပိုင်ဖြစ်နေလာတောင်းမယ်တဲ့အဲ့ဒီချိန်လေးအေးဆန်ကိုစောင့်ပြီးမှတော့မမတဲ့အမလီလုံးဝအချစ်ခံရတယ်နော်တလာတယ်နဲ့နော်ကဲအဲ့တော့ရင်ထဲမှာဘယ်လိုလေးဖြစ်သွားလဲကြော်တာပေါ့ ကြော်တာပေါ့နော်တလာနော်ဒီလောက်အများကြီးပေးတာအေးဆန်လားဟလားတစ်ဖက်အကောင်မလေးကအေးဆန်လေးကရမ်းချစ်တတ်တယ်ဟုတ်လားရခိုင်ပေါ့ ရခိုင် အဲ့တော့ညီမလေးပြန်ပြောလိုက်ဗာလေးပြောချင်တယ် အများကြီးဆိုင်ရဲ့လို့ဒီထက်မကလေးအများကြီးဆိုင်ပါ ဟုတ်ကဲ့ပါညီမလေးကိုကျေးဇူးပါနော်ဟုတ်ကဲ့ပါရှင်ဓာတ်ပုံလေးတော့ရမင်းတီတာနဲ့ချီချင်းမီရဲ့မျိုးသမီးလေးလာပါရဲ့